အားလုံးမင်္ဂလာပါဒါကျွန်တော်တို့ဆက်တစ်ကိုအထူးလုပ်ပါအထူးလုပ်ကိုမှကျွန်တော်တို့စက်ရုံမှာတီးသန့်ထုတ်ထားတဲ့ဟာပေါ့နော်သူ့အတွက်ကိုပြိုင်ပွဲတွေကျွန်တော်တို့အလူမင်္ဂလာပွဲသုံးပေါ့နော်အဲ့ဒီပွဲသုံးထဲမှာကျွန်တော်တို့ပြိုင်ပွဲတွေအတွက်ကို heavy သုံးဖို့အတွက်ကိုတီးသန့်ထုတ်ထားတဲ့ဟာ21ကျွန်တော်တို့တန်လိုက်နှစ်ထပ်နဲ့ပါတန်လိုက်ဒုနေကိုကကျွန်တော်တို့ဒီမှာလေးလက်မနော်ဒီလိုရှိပါတယ်ရှေ့မျက်နှာပွင့်21နဲ့အနောက်နဲ့ဒန်းတူ၄ပါးလောက်သွားပါတယ်ခင်ဗျာပြိုင်ပွဲတွေအတွက်ကိုတီးသန့်ထုတ်ထားတဲ့ speaker ပါခင်ဗျာနော်ဒီမှာဆရာတို့သူ့လေးပေါင်းနဲ့ချက်ဖုံးကဆရာတို့လက်နိုင်လို့ရတယ်တကယ်အားရပါရပြိုင်ပွဲတွေမှာသုံးကျင်တဲ့ညီကိုတွေဆိုရင်ဒါမျိုးတွေရွေးချယ်ပြီးတော့သုံးသင့်ပါတယ်သူ့ကိုပေါင်းတဲ့ amplifier ဆိုရင်ကျွန်တော်တို့တိတ်100ကျော်တန်းနဲ့မောင်းလို့ရပါမယ် 20k ခေါ်တာပေါ့နော် constant 20k နဲ့မောင်းမယ်ဆိုရင်ဒီဟာ၄လုံး special အပြင်းမောင်းလို့ရပါတယ်ခင်ဗျာကွိုင်ကျွတ်တဲ့ထီအောင်ကိုမောင်းလို့ရပါတယ်နော်အကုန်လုံးရေဆိုကန်ရေစိန်ကန်အရွက်နဲ့ပဲဆရာတို့တုံးထားပြီးတယ်နော်ဒီမှာနှခမ်းမွေးကျိုးလေးတွေဆိုရင်သူ့ရဲ့ professional အတိုင်းပဲဒါလေးတွေအစားအကုန်လုံးisset နေအောင်တုံးထားတယ်နော်နှခမ်းမွေးကျိုးလေးတွေတန်လိုက်နှစ်ထပ်နဲ့ပါတကယ် heavy အားရပါရသုံးကျင်တဲ့ညီကိုတွေဆိုရင်ဒါမျိုးရွေးချယ်ပြီးတော့သုံးလဲဆိုရင်ပို့ပြီးတော့ကောင်းပါတယ်ဘာတွေပိုကောင်းလဲဆိုရင်ပြိုင်ပွဲတွေနေရာမှာခက်ပြင်းပြင်းကောင်းမယ်ပြီးရင်ထွက်လာတဲ့အတန်လုံးက33လက်မအတန်ထက်ကိုပိုပါတယ်။ဘာကြောင့်အဲ့လိုပြောလဲဆိုတော့33လက်မ speaker ရဲ့တန်လိုက်ကဒီလောက်မကြီးပါဘူးခင်ဗျာ။ဒါကတော့ heavy သုံးတယ်အကြီးသုံးတယ်ပြီးလို့ရှိရင်သူ့မှာဘာလဲဆိုတော့ long term resistance ကိုပေးတာပေါ့နော်။ကျွန်တော်တို့ကဒီမှာ coin ကပြိုင်ပွဲတွေမှာသုံးတယ်ဆိုရင် special ပေါ့နော်။ coin ကဒီလိုမျိုးအတွင်းပြင်ကစားနေရတယ်။သူ့အလုပ်ကိုကောင်းကောင်းလုပ်နေရတဲ့အချိန်မှာနောက်ကနေမှဒီလိုမျိုးတန်လိုက်ရောတန်လိုက်ကြီးတာရောတန်လိုက်ဆွဲအားရောကောင်းတယ်ဆိုလို့ရှိရင်ဒီကွိုင်ကပူလာတဲ့ heat ကဒီဘက်ကို heat connector အနေနဲ့ဒီအပြင်ကိုရောက်ဖို့ဆိုရင်အချိန်အကြာဆိုမှအကြာကြီးလိုပါတယ်ခင်ဗျာအဲကြတော့ဒီကွိုင်ရဲ့အပူကိုကျွန်တော်တို့ကဘေးကနေမှအကုန်မျှပြီးထမ်းသွားတဲ့ခါကျတော့ပူလာတဲ့ heat ကိုအကုန်လုံးစုပ်ယူသွားတာနော်ဒီဘေးကတန်လိုက်ကနေလဲဟာလာ heat connector သဘောမျိုးနဲ့ယူပြီးတော့စုပ်သွားတယ်ပြီးရင်ကျွန်တော်တို့ဒီမှာဒီရဲ့လေအတွင်းပြင်အရှုရှိုက်ကနေလဲကွိုင်ကိုတက်တာသွားအောင်လုပ်သွားတယ်အဲကြတော့ကျွန်တော်တို့ပြိုင်ပွဲတွေမှာဘလို့ပြိုင်ပွဲထိသုံးလို့ရလဲဆိုရင်အချိန်ကြာနဲ့ special heavy ပြိုင်မဲ့ညီကိုတွေဆိုရင်ကောင်းကောင်းသုံးလို့ရပါတယ်ခင်ဗျာကျွန်တော်ဒါဒီမှာ super turbo နဲ့ဆင်ပေးဖို့လုပ်နေတာကျွန်တော် audio ဝါသနာရှင်ညီကိုတွေအတွက်ကိုကျွန်တော်ဒါဘဟုသုတအနေနဲ့ဒါလေးတင်ပေးတာပါခင်ဗျာရေဆိုကန်ရေစိန်ကန်အရွက်ပါ speaker တစ်လုံးရဲ့တန်ဖိုးက320ကို1000ပဲရော့ပါမယ်ခင်ဗျာနော်အထူးလို့ပါကျွန်တော်တို့ဒါအလုံးကြီးကတ်သက်ချက်နဲ့ထုတ်တဲ့ပစ္စည်းပါကျွန်တော်တို့ဝယ်တိုင်းလည်းမရတဲ့ပစ္စည်းပါခင်ဗျာကျွန်တော်တို့ဒီပစ္စည်းကိုကြတော့ကျွန်တော်တို့အဓိကပြိုင်ပွဲဝင်မဲ့သူတွေအတွက်ကိုပဲတီးတန့်ရောင်းပေးတဲ့ speaker ပါကျွန်တော်ကတော့ချစ်လေးနဲ့ပြိုင်မယ်ဆိုတဲ့ညီကိုတွေအားရပါရပြိုင်မယ်ဆိုတဲ့ညီကိုတွေအတွက်ကိုတီးတန့်ကျွန်တော်တို့စက်ရုံမှာထုတ်ပေးထားတဲ့ quality ပါခင်ဗျာအားလုံးညီကိုအားလုံးကျေးဇူးအများကြီးတင်ပါတယ်